ဒီဇလန်လေးကတော့1846ခုနှစ်ကပင်လယ်သားပြတင်ပေါ်တစ်စီးဟာကုန်တယ်တင်ပေါ်တစ်စီးကိုတိုက်ခိုက်ဖို့အနီးကပ်လိုက်ပါလာရာကနေစတင်ခဲ့ပါတယ်။တင်ပေါ်သားတယောက်ဟာအချက်ပေးကောင်းလောင်းတီးဖို့စ조사ပေမဲ့ပင်လယ်သားပြတွေရဲ့ပစ်ခတ်မှုကြောင့်ကြာဆုံးသွားခဲ့ရပါတယ်။ခေါင်းလောင်းတိုင်ကြားတာနဲ့ကပတိန်ဘိုဒန်ဟာသူ့ရဲ့တနက်ကိုယူပြီးမှတ်တမ်းစာအုပ်တွေကိုမိရှို့ခက်စီးဖို့အမိန့်ပေးလိုက်ပါတယ်ပင်လယ်သားပြတစ်ဝက်ကကုန်းဘကွာမှာကြမ်းခဲ့တဲ့သူတွေကိုတပ်ဖြတ်ဖြစ်ပြီးကြံတစ်ဝက်ကတော့အောက်ထပ်မှာရှိနေတဲ့တင်မော်သားတွေကိုတွားရောက်ရှာဖွေပါတယ်။ဘိုဒန်ဟာအစွမ်းကုန်ပြန်လဲခုခံခဲ့ပေမဲ့နောက်ဆုံးမှာတော့အဖမ်းခံလိုက်ရပြီးတတိလစ်သွားခဲ့ပါတယ်။သူပြန်နိုးလာတဲ့အချိန်မှာတော့သူ့ရဲ့တင်ဘောနဲ့တင်ဘောသားတွေဟာပင်လယ်သားပြတွေရဲ့လက်ထဲရောက်နေပါပြီ။ပင်လယ်သားပြခေါင်းဆောင်ကော်နာကဘိုဒန်ကိုသူ့ရဲ့ဒစိတ်ပါတဲ့ရွှေတစ်တုံးကိုဘေးကရတာလဲလို့မိန့်မြန်ပေမဲ့ဘိုဒန်ကပြန်မဖြေခဲ့ပါဘူး။ဒါပေမဲ့ပင်လယ်သားပြတွေဟာတင်ဘောပေါ်ကမတ်စုတွေကတဆင့်ဒီကုန်ဒီတင်မောဟာကိုင်မန်ဘရက်ကျွန်းကနေလာတဲ့ဆိုတာသိသွားကြပါတယ်6ရက်အကြာမှာတော့ခင်မန်ဘရက်ကျွန်းပေါ်ကအော်ဆယ်ဟာပြန်မလာသေးတဲ့ခင်မွန်ဖြစ်သူဘိုဒန်အထက်စိုးရိမ်နေပါတယ်။တစ်ဖက်မှာလည်းဘိုဒန်ရဲ့ညီမအဲလီဇဘက်ဟာသူမရဲ့ချစ်သူဝက်စတန်နဲ့ကျွန်းပေါ်ကနေထွက်ပြေးဖို့ကြိုးစားနေပါတယ်။အော်ဆယ်အိမ်ပြန်ရောက်တဲ့အခါသူမရဲ့ကိုယ်ပိုင်အချက်ပေးစနစ်ကြောင့်အဲလီဇဘက်နဲ့မတန်ဆွမ်းသားလေးအိုက်ဇက်တို့ဟာတယောက်ယောက်လာနေပြီဆိုတာသိလိုက်ရပါတယ်။အော်ဆယ်ဟာမိဖို့ကြောင့်ကမီးလောင်နေတဲ့အိုးတွေကိုရှင်းလင်းပြီးနောက်တားဖြစ်သူအိုက်ဇက်ကိုခြေထောက်ထောက်တီတက်ပလေးခဲ့ပါတယ်။အိုက်ဇက်ကသူ့အဖေစီကသတင်းမရတာ59ရက်ရှိပြီဖြစ်ကြောင်းမှတ်တမ်းတင်ထားပါတယ်။အိုက်ဇက်ရဲ့မွေးနေ့အတွက်အာဇယ်ကကိမုံလို့ပေးပြီးဘိုဒန်ထားခဲ့တဲ့လက်ဆောင်ဟစ်တဲ့လှပတဲ့ဓားမြောင်လေးကိုပေးလိုက်ပါတယ်။ဒီဓားဟာအရင်ကအာဇယ်ကိုယ်တိုင်လူဆိုးတဲ့လက်ကနေလွတ်မြောက်ဖို့အသုံးပြုခဲ့တဲ့ဓားဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲဝက်စတန်ဟာလူဆိုးတချို့နဲ့အယောင်းငွေလွတ်ဖို့စ조사နေပြီးအဲလစ်ဇဘက်ကတော့နှုတ်ဆက်စာရေးပြီးအိမ်ကနေခိုးထွက်သွားပါတယ်။အိမ်ရပြင်မှာလူစိမ့်တကဝဲလည်နေတာကိုအာဇယ်မြင်လိုက်ရတဲ့အတွက်အိုက်ဇက်ကိုဝှက်ထားပြီးသူမကိုလိုက်တနတ်ကန်ကခုခံထုတ်ပြင်ဆင်လိုက်ပါတယ်။လူဆိုးတွေဟာအိမ်ထဲကိုအတင်းဝင်ရောက်လာပြီးအာဇယ်ကိုငွေတွေပေးဖို့ချိန်ချောက်ပါတယ်။အာဇယ်ကခုခံပေမဲ့နောက်ဆုံးမှာတော့အဖမ်းခံလိုက်ရပါတယ်။လူဆိုးကောင်းဆောင်စကော့ကထူးခြားတဲ့အမှတ်ထားပါတဲ့ရွှေတစ်တုံးကိုပြပြီးကြံတဲ့ရွှေတွေဘယ်မှာလဲလို့မေးပေမဲ့အာဇယ်ကမပြောခဲ့ပါဘူး။အဲ့ဒီချိန်မှာပဲကော်နာနဲ့ပင်လင်ဓားပြအဖွဲဟာကျွန်းပေါ်ကိုဆက်ရောက်လာပြီးရွာသားတွေနဲ့တိုက်ပွဲချစ်ပွားပါတော့တယ်။ကျွန်းသူကျွန်းသားတွေဟာဖျားเจ้าနယ်မှာတွားရောက်ပုံအောင်ကြရပါတယ်အိမ်ထဲမှာတော့လူစုတွေကအာဆယ်လိုကျူးကွန်းစုပြီးတပ်ဖို့စ조사နေပါတယ်။ဒါပေမဲ့အောက်ထပ်မှာပုံနေတဲ့အိုက်ဇက်ကိုမြင်သွားတဲ့အခါအာဆယ်ဟာသူမရဲ့အရေးချင်းအစ်စ်မှန်ကိုထုတ်ပြလိုက်ပါတယ်။သူမဟာပင်လယ်သားပြတွေရဲ့ဘာသာစကားကိုပြောနိုင်ုံတင်မကပဲတိုက်ခိုက်ရေးမှာလည်းအလွန်ကျွမ်းကျင်သူဖြစ်ပါတယ်။သူမဟာရန်သူနှစ်ယောက်စလုံးကိုအစွမ်းကုန်ပြန်လဲတိုက်ခိုက်ပြီးတပ်ဖြတ်လိုက်ပါတယ်။ကမ်းခြေမှာတော့ခေါ်နာကရွာသားတွေကိုတယောက်ပြီးတယောက်တပ်ဖြတ်နေပါတယ်။သူဟာကျွန်းရဲ့အုပ်ချုပ်သူကိုအမြောက်နဲ့ပြတ်တက်လိုက်ပြီးတော့အဆယ်ကိုဖမ်းမိသွားပြီဆိုတဲ့သတင်းကိုရရှိပါတယ်။အဆယ်ဟာအိုက်ဇက်ကိုခေါ်ထုတ်ပြီးအိမ်ကနေထွက်ပြေးဖို့ပြင်ဆင်ပါတယ်။လမ်းမှာပက်စတာဘရက်လီနဲ့တွေ့ဆုံပြီးကျွန်းပေါ်မှာဖြစ်ပျက်နေတာတွေကိုသိလိုက်ရပါတယ်။အဆယ်ရဲ့ကြောကုန်းပေါ်မှာလည်းရွှေတစ်တုံးပေါ်ကလိုအမတ်သားမျိုးရှိနေပါတယ်။ဘရက်လီကပင်လယ်သားပြတွေဟာသူမကိုလာရှာတာဖြစ်လို့သူမကပဲတားဆီးနိုင်မယ်လို့ပြောပါတယ်။အဆယ်ဟာထပြေးသွားတဲ့အလစ်ဇဘက်ကိုတွားရောက်ကဲတင်ပြီးအားလုံးစုပေါင်းကတော်ထက်ကတဆင်ထပြေးကြပါတယ်။လမ်းမှာပင်လယ်သားပြတွေလိုက်လာတဲ့အခါဘရက်လီကသူတို့လွတ်မြောက်ဖို့အာယုံလွှဲရင်းအသက်ပေးသွားခဲ့ပါတယ်။လိုက်လာတဲ့ပင်လယ်သားပြတချို့ကတော့မိချောင်းစာဖြစ်သွားကြပါတယ်။ခေါ်နာကအဆယ်ကို Bloody Mary လို့ခေါ်ပြီးသူမရဲ့အတိတ်ကိုဖော်ထုတ်မယ်လို့ချိန်ချုပ်ပါတယ်။နောက်ဆုံးမှာတော့ခေါ်နာကရွှေတွေနဲ့ဘိုးဒန်ကိုလဲလှယ်ဖို့ကမ်းလှမ်းလိုက်ပါတယ်။အိုဆွေဟာသူမရဲ့မိသားစုကိုလုံခြုံတဲ့ကူထဲမှာဝှက်ထားပြီးသူမရဲ့အတိတ်ကိုဖွင့်ပြလိုက်ပါတယ်။သူမဟာငယ်စဉ်ကခေါ်နာရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရပြီးအသက်ရှင်ဖို့ရတဲ့ပင်လယ်သားပြထက်လာခဲ့ရတာပါ။ Bloody Mary ဆိုတဲ့နာမည်နဲ့လူသက်စမတိရုပ်ထိခဲ့ပေမဲ့ဘောဒန်နဲ့တွေ့မှဘဝဟတိပြန်စားနိုင်ကြတာဖြစ်ပါတယ်။အခုတော့သူမဟာဘောဒန်ကိုကယ်တင်ဖို့အတွက်လက်နက်တွေအပြည့်အစုံနဲ့ထွက်လာခဲ့ပါပြီ။ညဘက်မှာတော့အိုဆယ်ဟာအိမ်ထဲကိုတိတ်တဆိတ်ဝင်ရောက်ပြီးပင်လယ်သားပြားတွေကိုတယောက်ပြီးတယောက်ရှင်းလင်းပါတယ်။သူမဘောဒန်ကိုရှာတိသွားပေမဲ့ခြေချင်းကိုဖြုတ်မရတဲ့အတွက်လဲလှယ်တဲ့အချိန်ကြာမှကယ်ဖို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့လဲလှယ်တဲ့အချိန်မှဘောဒန်ကခေါ်နာကိုပြန်လေတိုက်ခိုက်ရာကနေတိုက်ပွဲဖြစ်ပွားပြီးဘောဒန်ဟာခေါ်နာရဲ့လက်ချက်နဲ့ဆုံးပါသွားခဲ့ရပါတယ်။အိုဆွဲဟာဒေါထော့တကြီးနဲ့ပြန်တိုက်ခိုက်ပြီးနောက်ဘုံတွေနဲ့အင်ကိုဖောက်ခွဲခါထွက်ပြေးသွားပါတယ်။ကူထဲမှာတော့အဲလစ်ဇဘက်ဟာဘိုဒန်ရဲ့မှတ်တမ်းဟောင်းတွေကိုဖတ်ရင်းအာဆယ်ရဲ့နာမည်အရင်းကိုသိသွားပါတယ်။
တန်ရာတွေနဲ့ပြန်လာတဲ့အာဆယ်ကိုအဲလစ်ဇဘက်ကဆက်လက်တိုက်ပွဲဝင်ဖို့အားပေးခဲ့ပါတယ်။သူတို့မိသားစု၃ယောက်ဟာကူးထဲမှာထောင်ချောက်တွေဆင်ထားပြီးလိုက်လာတဲ့ပင်လယ်သားပြတွေကိုတယောက်ပြီးတယောက်နေဝင်ပါတယ်။အဲလစ်ဇဘက်ဟာလည်းသူမရဲ့ချစ်သူကိုတတ်ခဲ့တဲ့စကောက်ကိုကိုယ်တိုင်လက်စားချေနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အာဆယ်နဲ့ကော်နာတို့ဟာကမ်းခြေမှာထိတ်တိုက်ရင်ဆိုင်ကြပါတယ်။ပြင်းထန်တဲ့တိုက်ပွဲအပြီးမှာတော့အဲလစ်ဇဘက်ရဲ့ကူညီမှုနဲ့သူအာဆယ်ဟာကော်နာကိုတတ်နိုင်ခဲ့ပါတယ်။အာဆယ်ကသူမရဲ့နာမည်အရင်ဟာမီယာမီဖြစ်ကြောင်းအဲလစ်ဇဘက်ကိုပြောပြလိုက်ပါတယ်။သူတို့မိသားစုဟာရွှေတစ်တုံတွေနဲ့သူလှေနဲ့ထွက်ခွာသွားကြပြီးအဝေးမှာတော့ရေတက်တင်ပေါ်ကြီးတွေကျွန်းစီကိုဥတီလာနေတာကိုမြင်တွေ့ရင်ဇလန်လေးပြီးဆုံးသွားပါတော့တယ်။ အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေကိုဆက်ကြည့်ဖို့အတွက် subscribe လုပ်ထားပြီး notification လေးကိုလည်းဖွင့်ထားပေးပါအောင်နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ် recap လုပ်ပေးစေချင်တဲ့ movie ရှိရင်လည်းအောက်မှာ comment ပေးထားလို့ရပါတယ်